ကဲအားလုံးမင်္ဂလာပါနော်ကျွန်တော်ဒီနေ့ကျွန်တော်မြန်မာနိုင်ငံအကြောင်းချစ်လာပြောပြတာပေါ့နော်ဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်ဗီဒီယိုတွေပုတ်ခွင့်ပြအောင်ပေါ့နော်ဗီဒီယိုတွေပုတ်ဘယ်လိုဖြစ်နေလဲဆိုကျွန်တော်တို့မြန်မာပြည်မှာစိုက်ကယ်လူတာပေါ့နော်မန္တလေးမြို့ပေါ်မှာစိုက်ကယ်လူတာဆိုလို့စိုက်ကယ်လူရောကန်လဲပြီးတော့သူကစိုက်ကယ်လူတာအုပ်စုလိုက်ပေါ့နော်စိုက်ကယ်သူစင်းနေဆိုလို့လူတာအဲ့ဒါဘယ်လိုလဲအဲ့ဒီမျိုးလဲဆိုကျွန်တော်မြန်မာပြည်မှာဖြစ်နေတဲ့အနေထားကနော်နေရာတိုင်းလူတန်းမှုနဲ့အဲ့ဒါလူရဲ့ခိုးဆိုးတွေနဲ့တော်တော်ဟောစားဖြစ်တာပေါ့နော်အဲ့ဒါကြောင့်မလို့ဆက်ရကူဆက်ပေါ့နော်မြန်မာပြည်မှာနေရတာလောကမလို့ချိုးဆိုကိုကိုယူဆိုင်ကြပေါ့နော်ဟိုဒီဗီဒီယိုကြည့်ကြည့်ပေါ့နော်မစီပြန်လာထွက်ပြေးရတယ်ဟောက်ဘယ်ထူလာဟောက်ကခဲနဲ့ထူလာဟောပြီးတော့ကောက်ပြေးကမစီနဲ့လာလူရှင်းတဲ့ချိန်တွေ့လို့လူရှင်းတဲ့ချိန်ရှိတော့တို့လာတယ်အေးရနေတွေ့ကြည့်ရှမ်းမလည်းဖတ်တာလေရှမ်းမလည်းဒီမိုင်းနဲ့ထွက်တာမြင်တယ်နော်